ဒီလာမျိုးရှိရွာလေးတွေမှာအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာများဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်20ကျော်ကျော်ကတရုတ်နိုင်ငံကမွေနဲ့တောက်တက်များကိုဝယ်ယူတဲ့အတွက်အထက်အညာတခွင်မှာလူများအလုဖြစ်ကြတယ်။မွေအသေးထက်အရှင်ကိုဈေးကောင်းပေးဝေတယ်။မွေဖန်းရောင်းလို့စီးပွားရေးအဆင်ပြေသွားသူများရှိသလိုအသက်ပြည့်သားရသူတွေလည်းရှိခဲ့ကြတယ်။တောက်တက်ကတော့အကောင်ကြီးလေဈေးကောင်းရလေးဖြစ်တယ်။အဲ့ဒီရွာလေးမှာဦးအောင်ချင်းကမွေဖန်းအလုံးနဲ့အတော်စီးပွားဖြစ်သွားတယ်။သူကမွေကြိုက်ရင်မတည်သလိုအစိတ်တက်ချင်းလေးမရှိပြီ။မွေကြိုက်ခံရတဲ့ဒဏ်ရာကိုသူ့လက်နဲ့တက်လိုက်ရင်လုံးဝပျောက်သွားတယ်။သူကတွင်ပေါက်ဝကိုသူ့လက်ဝါးနဲ့ပိတ်ကြည့်ုံနဲ့တွင်တွေကငွေရှိတယ်မရှိဘူးဆိုတာကိုတက်အပ်ပြောနိုင်သူဖြစ်တယ်။သူကငွေစဖမ်းစဉ်ခါကသူ့ရွာပဝင်းကျင်မှာသာဖမ်းသည်ဖြင့်သူ့ရဲ့အစွမ်းကိုလူသိနေသေးတယ်။နောက်တော့တာစီဝမ်းတွင်မလိုင်းတောင်သာမြင်းကြံကြောက်ပတောင်းပတ်များကိုနေဆန့်ပြီးမွေဖမ်းတော့လူတွေပိုတိသွားကြတယ်။သူ့ရဲ့မွေအရှင်ဖမ်းပုံမွေကြိုက်ရင်ဒဏ်ရာကိုလက်နဲ့တက်ယုံနဲ့ပျောက်သွားပုံတွင်းဝါကိုလက်နဲ့ပိတ်ကြည့်ယုံနဲ့မွေရှိမရှိသိနိုင်ပုံကိုမြင်ရသူများဖို့ထူးဆန်းအံ့ဩနေကြတယ်။ကိုအောင်ချင်းကမွေနဲ့ပတ်သက်ပြီးထူးဆန်းစွာမွေဖွားလာသူတူဖြစ်လေတယ်။အထက်ဖော်ပြပါရွာလေးမှကိုတင်ဦးနဲ့မရွှေဆဲတို့ကကျင်စာဦးသမီးမောင်နှံများဖြစ်ကြလေတယ်။အိမ်တောင်ကြပြီး3နှစ်ကျော်တဲ့အထိသားသမီးရတနာမရသဖြင့်လွန်စွာမှတောင်းတနေကြတယ်။ဘယ်စေးတောက်ရင်သားသမီးရနိုင်နေဆိုကထိုးစီးကိုတောက်တယ်။ညောင်မင်းမှာရုပ်ကတိုးထံတောင်းရတယ်ဆိုရင်လေသွားတောင်းလေတယ်။ရတရာချေဆိုကခြေပြန်ရင်လေအကြောင်းထူမလာပြီ။တညမှာတော့ကိုတင်ဦးတယောက်အလွန်ထိတ်လန့်ပွေရာအိမ်မက်တစ်ခုကိုမြင်မှတ်လေတယ်။အိမ်မက်ထဲကအကြောင်းအရာကချက်ချင်းမသိနိုင်ပြီ။ချက်ချင်းသိနိုင်မယ်ဆိုရင်တော့နှစ်ဖူးတွေ့ဒူးတွေ့မတွေ့လို့ပြီ။မတွေ့အောင်ကာကွယ်နိုင်စွမ်းလေးမရှိပြီ။အိမ်မက်ကနိုးလာတဲ့ချိန်မှာဇောကျွေးများပြန်နေတယ်။ကျွေးများကိုပစိုးကပုံစားနဲ့တုပ်လိုက်တယ်။နှစ်ကြိုက်စွာအိမ်မောကျနေတဲ့သနီးတွေကိုလည်းနှုတ်မပြောရပြီ။မိုးစင်စင်လေးနဲ့အထိလုံးဝအိမ်မရတော့ပြီ။အဲ့ဒီညမှာပဲမရွှေစဲတယောက်လေအိမ်မက်ကိုမြင်မှတ်လေတယ်။အိမ်မက်ကကြောက်စရာကောင်းတော်လေအိမ်မက်ထဲကအတိုင်းဖြစ်လဲဖြစ်ချင်းဖြစ်လဲမဖြစ်ချင်းနဲ့စိတ်ကလွန်ဆွဲနေတယ်။အဲ့ဒီအိမ်မက်ကိုခင်မွန်းဖြစ်သူကိုမပြော